ဝန်ကသူ့ဆရာသူရဲကောင်းနဲ့အတူနေခဲ့တဲ့ဘဝကိုပြန်လေတန်းတအိမ်မက်မက်နေခဲ့ပါတယ်သူ့ဆရာကတရားမှုအတွက်တွန်းလှန်တိုက်ခိုက်တဲ့သူရဲကောင်းတူဖြစ်ပါတယ်သူရဲကောင်းပြန်ပွဲနီးတဲ့နီးလာတဲ့အချိန်မှာတော့နေအတီးတီးကအရှိမင်းသားတွေရောက်ရှိလာပါတယ်အေရီယန်လို့ခေါ်တဲ့အလွန်မောက်မာတဲ့သူ့ကတူနဂါလို့တင်စားခေါ်တဲ့မင်းသားလေးပါဝင်ခဲ့ပါတယ်သူနဲ့စတွေ့တွေ့ချင်းမှာပဲမမင်းတွေကိုစောင့်ရှိထားဆိုပြီးအေရီယန်ကပြောပါတယ်အမှမဟုတ်ဝိုင်နဲ့ကောင်းမလေးတွေတက်ချာဆိုပြီးတော့ပြောပါတယ်ဒါကသူတို့နှစ်ယောက်ရဲ့တွေ့ဆုံချင်းပဲဖြစ်ပါတယ်ဒါကောင်းတာတော့မဟုတ်ခဲ့ပါဘူးဘိုးတော်အချိန်ရောက်ရှိလာတဲ့နဲ့အမျှမြို့တော်ကပို့ပြီးစီကားလာပါတယ်မိလေပြပွဲအခမ်းအနားတွေစီချင်းတူတပ်ပွဲအခမ်းအနားတွေလက်ချင်းကစားတာတွေပို့ပြီးတော့ညပြလာခဲ့ပါတယ်ဒီမင်းရဲ့နာမည်ကတန်စီပါသူကရုပ်သေးကားတဲ့လူတစ်ယောက်ဖြစ်ပါတယ်အကြီးဆွဲအရန်ကျွမ်းကျင်တယ်လို့လည်းပြောပါတယ်ဒါကြောင့်ပြိုင်ပွဲရောက်ရှိလာတဲ့ခါကျတော့သူ့ရဲ့စုပ်ပစ်နေတဲ့ဒိုင်းကာကိုပုံမခိုင်ခန့်အောင်နဲ့အကြီးဆွဲပေးဖို့ပြောပါတယ်ဒီရတော့ကျိုးဆွဲပြန်ပွဲပြုလုပ်တဲ့အခါမှာဂျွန်နဲ့သူ့ရဲ့လက်ထောက်လေးဟက်လည်းပါဝင်ခဲ့ပါတယ်ပြီးတော့ဂျွန်ကအနိုင်ရရှိတဲ့အတွက်ဂျွန်ကိုတော်တော်များများတည်ရှိသွားကြပါတယ်ဘက်မှာလည်းစီချင်းတူပွဲတွေကစားလေ့ကျင့်နေကြပြီဖြစ်ပါတယ်ဂျွန်ကအမှန်တကယ်တူမျိုးလင့်ထားတဲ့သူရဲကောင်းဖြစ်လာမလားကျွန်တော်ရဲ့ channel လေးကို subscribe လုပ် post ကို share TikTok အပေါင်းလေးနှိပ်ပေးသွားဖို့ဖိတ်ခေါ်ပါရစေခင်ဗျာအားလုံးအဆင်ပြေကြပါစေ